ကိုယ်စိတ်ထဲမှာဘာကလေးများအမြဲတမ်းရှိနေရင်အကောင်းဆုံးဖြစ်မလဲတဲ့အဲ့ဒီမိဂုံကိုမြတ်စွာဘုရားဘယ်လိုဖြေပြလဲဆိုတော့တတ္တာတာတုပဋိဋ္ဌိတာတတ္တာယုံကြည်မှုတတ္တာတရားသည်ပဋိဋ္ဌိတာကိုယ်စိတ်တန်တာမှာအမြဲတည်နေလို့ရှိရင်တာတုအဲ့ဒါအလွန်ကောင်းတယ်တဲ့ဟောစိတ်ထဲမှာအမြဲတမ်းရှိနေတဲ့အရာကတော့တတ္တာတရားလို့ဆိုတဲ့ယုံကြည်မှုပဲတဲ့ဒီနေ့မှာတရားတရားရဲ့အဓိပ္ပာယ်ကိုပြည်သူအလုံးနားလည်ထားပြီးသားနော်တရားတရားဆိုတာဘာကိုပြောရလဲယုံကြည်မှုအခုယုံကြည်တာတော့လို့မေးရင်ဘုရားတရားတန်ခါယတနာမြတ်သုံးပါးရဲ့တကယ်ရှိတဲ့စစ်မှန်တဲ့ဂုဏ်ကိုယုံကြည်တာနောက်ပြီးတော့ကံကံရဲ့အကျိုးကိုယုံကြည်တာလေးချက်နော်တို့ကိုယ်ကလည်းမြတ်စွာဘုရားသည်လောဘဒေါသမောဟကိလေသာခတိငြိမ်းတော်မူတဲ့တရားလုံးစုံကိုတည်တော်မူတဲ့အစကြီးရှိသဖြင့်မြတ်စွာဘုရားရဲ့ဂုဏ်ကျေးဇူးကိုယုံကြည်လို့ရှိရင်ဒါပါလေတရားတရားသူတော်ကောင်းတရားသည်ကျင့်ကြံကြိုးကိုအားထုတ်မယ်ဆိုလို့ရှိရင်အမျိုးမျိုးသောချမ်းသာဒုက္ခကိုဖြစ်ထွန်းစေတယ်လို့သူတော်ကောင်းတရားရဲ့စွန့်ရည်တတ္တိကိုယုံကြည်မယ်ဆိုရင်ဒါပါလေတရားတရားကိလေသာတွေကိုသူ့အရှင်နဲ့သူအမြင့်ပြတ်ပယ်ရှားတော်မူကြတဲ့တန်ခါးတွေကိုအရိယာတန်ခါးလို့ခေါ်တယ်အဲ့ဒီအရိယာတန်ခါးတို့နဲ့ကွာသီလသမာဓိပညာနဲ့ပြည့်စုံတော်မူကြတဲ့သမုဒိတန်ခါးရှင်မြတ်တို့ရဲ့တကယ်ရှိတဲ့ဂုဏ်ကိုယုံကြည်မယ်ဆိုရင်ဒါပါလေတရားတရားနောက်ထပ်ယုံကြည်တဲ့အစစ်အမှန်သဘာဝတရားကြီးတစ်မျိုးရှိသေးတယ်အဲ့ဒါကိုဒကာမတို့ငယ်ငယ်တည်းကစမှတ်သားခဲ့ပြီးသားကောင်းတယ်မှာကံကံရဲ့ကျိုးကိုယုံကြည်ခြင်းကောင်းတာလို့ရင်ချမ်းသာလိမ့်မယ်မကောင်းတာလို့ရင်ဆင်းရဲလိမ့်မယ်လို့ဆိုတဲ့လောကကြီးရဲ့လွဲချော်မှုမရှိတဲ့အမှန်တရားကမ္မနိယမဒါကိုဦးဇင်းတို့စိတ်ထဲကသက်ဝင်ယုံကြည်နိုင်မယ်ဆိုရင်ဒါကိုတရားတရားလို့ခေါ်တာမြတ်စွာဘုရားကဒီယုံကြည်မှုဆိုတဲ့ဒီတရားတရားဟာအလွန်တန်ဖိုးကြီးတဲ့အတွက်ကြောင့်စိတ်ထဲမှာသူအမြဲတမ်းရှိနေတဲ့တဲ့ဘာဖြစ်လို့တော့အဲ့ဒီတရားတရားရှိမှယုံကြည်မှုရှိမှဦးဇင်းတို့တွေဟာကောင်းမြတ်မှုမျိုးစုံတွေကိုလုပ်နိုင်တာကောင်းမြတ်မှုမျိုးစုံကိုလုပ်ဖြစ်မှကောင်းမြတ်မှုမျိုးစုံရဲ့အကျိုးဆက်ဖြစ်တဲ့ချမ်းသာဒုက္ခတွေကိုရနိုင်တာဟောအကြောင်းအကျိုးဆက်ဆက်ပြီးတော့နားလည်ရမယ်နော်ချမ်းသာဒုက္ခနဲ့ယုံကြည်မှုရဲ့ကြီးကျယ်တဲ့အဲ့ဒီဆက်နွယ်မှုကိုကျွတ်တို့မြင်တတ်ဖို့လိုတယ်ပေါ့နော်ယုံကြည်မှုရှိမှကောင်းတာကိုလုပ်နိုင်တယ်ကောင်းတာလုပ်ဖြစ်မှချမ်းသာနိုင်တယ်အဲ့တော့ဒီနေ့မှာယုံကြည်မှုရှိမှကောင်းတာကိုလုပ်နိုင်တယ်ဆိုတာဒီကိုလက်တွေ့ကြရနားလည်ဖို့လိုတယ်ဆိုကြပါစို့ဦးဇင်းတို့တွေဒါနရဲ့အကျိုးပေးကိုမယုံကြည်ဘူးဆိုရင်ဒါနပြုရမလားသီလရဲ့အကျိုးကျေးဇူးတွေကိုမယုံကြည်ဘူးဆိုရင်လည်းသီလနဲ့ပြည့်စုံအဲ့ဒီလိုနေပါမလားနောက်တမာရီပညာဘာဝနာလုပ်ငန်းရဲ့စွမ်းရည်တတ္တိတွေကိုမယုံကြည်ဘူးဆိုရင်လည်းဘာဝနာတရားပွားများပါမလားမပွားများဘူးနော်ယုံကြည်မှုရှိမှလုပ်တာလုပ်တယ်ဆိုတဲ့နေရာမှာတော့မှယုံကြည်မှုပေါ်မှာမူတည်ပြီးတော့ပဲအကြီးအသေးအနေများကွာနေသေးတယ်နည်းနည်းယုံတဲ့လူကနည်းနည်းလုပ်တယ်ပေါ့အများကြီးယုံတဲ့လူကအများကြီးလုပ်တယ်နည်းနည်းမှမယုံတဲ့လူကနည်းနည်းမှမလုပ်နိုင်ဘူးနော်တချို့ကြတော့လေယုံကြည်မှုကအရင်ထက်တန်အားကောင်းတဲ့အတွက်ကြောင့်ဘဝနဲ့ရင်းပြီးတော့ကောင်းတာတွေမြင့်မြတ်တာတွေကိုလုပ်သွားကြတာပြောရင်တာကဘာလဲကိုယုံတဲ့လောက်ပဲကိုလုပ်မယ်ကိုလုပ်တဲ့လောက်ပဲကိုချမ်းသာပဲဒါပဲဟုတ်လားဒါကြောင့်ယုံကြည်မှုရဲ့အရေးပါမှုကိုမြင်ဖို့လိုတယ်နော်အဲ့ဒီယုံကြည်မှုကလည်းစစ်မှန်တဲ့ယုံကြည်မှုဖြစ်ဖို့တော့မလိုဘူးလားလိုတယ်အဲ့ဒါမြတ်စွာဘုရားကယုံကြည်မှုရဲ့တန်ဖိုးကိုမြင်တော်မူလို့စိတ်ထဲမှာအမြဲတမ်းရှိနေရင်အကောင်းဆုံးအရာကတော့ယုံကြည်မှုပဲလို့ပြောတာအရေးပါတယ်ဟုတ်လား